ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့အခုလိုရေပါတဲ့ကိရိယာကိုခလုတ်နှိပ်ပြီးကစားရတဲ့ဂိမ်းကစားနည်းရလဲလူတွေကိုအစုလိုက်ပြုံလိုက်မီးရှို့ပြီးတက်ပစ်ခဲကြတဲ့တမိုင်းကနေလာရဲဆိုတာကိုရောပရိသတ်တို့သိကြပါသလားဒါကြောင့်အခုလိုမျိုးကျွန်တော်တို့ငယ်ဘဝကကစားနည်းပေါင်းများစွာရဲ့နောက်ွယ်ကခြောက်ချားဖွယ်ရာဖြစ်ရမှန်တွေကိုထပ်မံသိရှိရဖို့အတွက်ကျွန်တော်နဲ့အတူတူဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာကွင်းဆွတ်ရတော့ဂိမ်းပရိသတ်တို့အနေနဲ့ငယ်ဘဝကအခုလိုမျိုးကွင်းပေါ်တခြားကွင်းတွေကိုထပ်ပြီးကစားရတဲ့ဂိမ်းမျိုးကိုကစားခဲ့မှုကြပါသလားဒီကစားနည်းကိုတော့အင်္ဂလိပ်အခေါ်ပေါ် ring game လို့ခေါ်ပါတယ်ဒါဆိုရင်ဒီဂိမ်းကိုပထမဆုံးဘယ်အချိန်မှာစတင်တီထွင်ခဲ့တာပါလဲနောက်ပြီးတော့ဘယ်သူကများဘယ်အရာကို inspiration ယူပြီးတော့တီထွင်လိုက်တာပါလဲဒါကိုပရိသတ်တို့မသိသေးရင်တော့ကျွန်တော်ကဒီမှာအသေးစိတ်ပြောပြပေးသွားမှာပါဒီကစားနည်းရဲ့အစားကတော့လွန်ခဲ့တဲ့နှစ်ပေါင်း300ကနေ400ခန့်လောက်တုန်းကသိပ္ပံပညာရှင်တွေကိုအခုလိုမိခွန်းနဲ့ရှို့ပြီးတက်ပစ်ခဲ့တာကနေစတင်ခဲ့တာလို့ဆိုပါရီအဲဒီခေတ်တုန်းက physics နဲ့ chemistry တွေရဲ့လက်တွေ့စမ်းသပ်မှုတွေပြုလုပ်ကြတဲ့သူတွေဆိုရင်ထူးဆန်းတဲ့လူတွေလို့ထင်မြင်ကြတာကြောင့်သူတို့ကိုအောက်လန်းပညာတက်မြောက်ထားတဲ့သူတွေလို့ယူဆကြပြီးအခုလိုမီးရှို့တက်ပစ်ကြတာပဲဖြစ်ပါတယ်ဒီလိုမီးရှို့တဲ့အခါမှာလည်းမီးတွေရဲ့ရန်ကနေသူတို့ကိုသူတို့ကာဝယ်ဖို့အတွက်အဲဒီခေတ်တုန်းကသိပ္ပံပညာရှင်တွေဟာဂွင်းတွေကိုတီထွင်ခဲ့ကြရာကနေဒီကစားနည်းစတင်ခဲ့တာလို့ဆိုပါတယ်နောက်ပြီးတော့ကျွန်တော်တို့ခေတ်ကနေစပြီးအခုခေတ်အထိတောင်ဒီလိုဂွင်းတွေကိုတုတ်ချောင်းတွေဝင်အောင်ဆွရတဲ့ဂိမ်းတွေကိုကလေးငယ်တွေဟာဆွဆွလန်းလန်းကစားနေကြဆဲပဲဖြစ်ပါတယ်ခင်ဗျာ